Okay CDMA GSL LTE ဆိုတာဘာတွေလဲလူတော်တော်များများက CDMA GSL HSPA LTE ဆိုတာကိုမကြားကြားဘူးကြားမှာပါဒါပေမဲ့ CDMA ကဘယ်လိုမျိုးအလုပ်လုပ်တာလဲဘယ်လိုမျိုး develop ဖြစ်လာတာလဲဆိုတာကိုကျွန်တော်သိသလောက်နားလဲလွယ်အောင် sharing လေးလုပ်ပေးချင်ပါတယ် Okay brother တို့အနေနဲ့ကြုံဘူးကြမှာပါဖုန်း model လဲတူတယ် Wi-Fi သုံးတာချင်းတူဖုန်း model ကလည်းတူပဲသူများရဲ့ဖုန်းက line ဆွဲရကောင်းတယ်ကိုယ့်ရဲ့ဖုန်းက line ဆွဲရမကောင်းအဲ့ဒါဘာကြောင့်ဖြစ်တာလဲ Okay တက်တော့ကြည့်တာချင်းတူတောင်မှကိုယ့်ရဲ့ဖုန်းက wine နေလဲနေတယ်သူများရဲ့ဖုန်းကသုံးလို့အဆင်ပြေတယ်ကိုယ့်ရဲ့ဖုန်းကသုံးလို့မရဘူး Wi-Fi ကလည်းဒီ Wi-Fi ပဲသုံးတာပဲဘာကြောင့် line မကောင်းတာလဲ 5G network မရလို့လားတချို့ကကျတော့ TikTok ကကျတော့သုံးလို့ရတယ် YouTube သုံးလို့မရဘူးတချို့ကကျတော့ YouTube သုံးလို့ရတယ် TikTok သုံးလို့မရဘူးအဝိုင်းနေလဲနေတယ်အဲ့ဒါဘာကြောင့်ဖြစ်တာလဲ 5G network မရလို့လားကိုယ့်ရဲ့ဖုန်းကပဲဟန်းနေတာလား IC တွေလစ်ကုန်တာလားကိုယ့်ရဲ့ဖုန်းကလည်းဝယ်ထားတာလည်းတိတ်မကြသေးဘူးအဲ့ဒါဘာကြောင့်ဖြစ်တာလဲ Okay ပထမဆုံးကျွန်တော်တို့ 5G network အကြောင်းမပြောခင် CDMA ဘယ်လိုမျိုးအလုပ်လုပ်တယ် CDMA ဘယ်လိုမျိုးဖြစ်ပေါ်လာလဲဆိုတာကိုကျွန်တော်တို့တူတူလေ့လာကြည့်အောင်Okay CDMA ဆိုတာဘာလဲ CDMA ဆိုတာ Code Division Multiple Access လို့ခေါ်တယ်ဥပမာနားလဲလွယ်အောင်ပြောရရင် frequency တွေတစ်ခုတည်းကိုပဲသုံးမိမယ် code တွေကွာသွားတယ်ဥပမာဒီပုံထဲမှာဆိုရင် purple code နဲ့ green code purple code ကပြောလိုက်တဲ့စကားကို purple code ကနေပဲနားလည်မယ် green code ကပြောလိုက်တဲ့စကားကို green code ကပဲနားလည်မယ်ဆိုတော့ CDMA နည်းပညာက security ပိုကောင်းတယ်ပြောတယ်ခိုးနားထောင်ဖို့ဆိုရင်ကုတ်တွေကိုတိမှရမယ်ကုတ်မသိရင်ဘာမှကိုလုပ်လို့မရဘူးဥပမာနားလဲလွယ်အောင်ပြောရရင်ကရင်နှစ်ယောက်စကားပြောနေကြတယ်ကိုကကရင်စကားနားမလဲဘူးကရင်စကားလည်းမပြောတတ်ဘူးသူတို့ဘာတွေပြောနေလဲဆိုတာကိုနားမလဲသလိုပေါ့ကိုသိချင်ရင်နားလဲချင်ကရင်စကားနားလဲမှရမယ်ဆိုတော့ CDMA နီးပညာကအရင်ကတော့တော်တော်လေးကို useful ဖြစ်ခဲ့တယ်အခုတော့ CDMA အစား GSM LTE တို့ကိုသုံးလာကြပါပြီ CDMA ကိုတော့တချို့နေရာတွေမှာသုံးနေကြပါသေးတယ်ဆိုတော့ GSM အကြောင်းထပ်ပြီးတော့ကျွန်တော်တို့လေ့လာကြည့်အောင်